ရုံပိုင်းဆိုင်ရာရှင်သန်မှုဟာအဆုံးစွန်တော့ပန်းနိုင်မဟုတ်ဘူးဆိုတာကိုကျွန်တော်တို့ The Great Flu မှာတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ The Great Flu 2025ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါကျွန်တော်တို့ခေါင်းထဲဆွဲကြံခဲ့တာကရေလန်းကြီးတွေမဟုတ်ပါဘူး။လူသားတွေရဲ့ရှင်သန်ခြင်းအတိတ်ပဲပါ။ကျွန်တော်တို့ဟာဘေးအန္တရာယ်တစ်ခုကြုံလာရင်ခန္ဓာကိုယ်ဘေးကင်းဖို့လုံခြုံတဲ့နေရာတစ်ခုစီရောက်ဖို့ပဲအသေးအတန်ကြိုးစားကြပါတယ်။ဒါပေမဲ့ဒီကားကပေးခြင်းတဲ့သင်ခန်းစာက Humanity's future isn't about bodies, it's about feelings ပါခန္ဓာကိုယ်ရှင်သန်နေုံနဲ့လူသားဖြစ်မလာပါဘူး။တကယ်လူသားဆန်မှုဆိုတာခက်ခဲတဲ့အခြေအနေတွေကြားမှာတခြားသူကိုစာနာတတ်တာချစ်တတ်တာနဲ့စိတ်တန့်ကြံ့ခိုင်မှု emotional resilience ရှိတာကိုဆိုလိုတာပါ။ဒီရုပ်ရှင်ထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်က AI ဉာဏ်ရည်သူကိုလူတစ်ယောက်လိုခံစားတတ်အောင်ထပ်ခါတလဲလဲ simulation တွေလုပ်ပြီးသင်ကြားပေးနေတာပါ။အထူးသဖြင့်မိခင်တစ်ယောက်ရဲ့မြစ်တာကို AI ကနားလည်ဖို့ကြိုးစားနေတာပါ။ဒါကဘာကိုပြတယ်လဲဆိုတော့နေပညာတွေဘလောက်တိုးတက်ပါစေရုပ်ပိုင်းဆိုင်ရာတွေဘလောက်ပြည့်စုံပါစေမြစ်တာနဲ့နှွေးထွေးမှုဆိုတဲ့ခံစားချက်မရှိရင်လူသားမျိုးနွယ်ရဲ့အနာဂတ်ဟာအတိတ်ပဲမဲ့နေမှာပါကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုတန်ဖိုးဖြတ်တာဟာငါတို့ဘလောက်အသက်ရှည်ရှည်နေရတယ်လဲဆိုတာထက်ငါတို့ဘလောက်နက်နက်ရှိုင်ရှိုင်ချစ်တတ်တယ်လဲဆိုတာပေါ်မှာပဲမူတည်ပါတယ်ဒါကြောင့်ဒီနေ့ခေတ်လိုပြန်ဆိုင်မှုပြင်းထန်ပြီးခက်ခဲတဲ့လောကကြီးမှာကျွန်တော်တို့ကိုယ့်ကိုယ်ပြန်မေးကြည့်သင့်ပါတယ်ငါတို့ဟာရှင်တန်ဖို့အတွက်ပဲအပြေးလွှားလုပ်နေရင်းနဲ့ဘေးနားကလူကိုစာနာဖို့ကိုချစ်ရတဲ့လူတွေကိုစာနာဖို့ empathy မေးလျော့နေပြီလားဆိုတာကိုပြန်တွေးဖို့လိုပါတယ်။ The Great Flu ကပေးတဲ့သင်ခန်းစာရှင်းပါတယ်။အနာဂတ်မှာအောင်မြင်သူဆိုတာအသက်ရှင်ကြံ့ရည်သူတွေကိုမဆိုလိုပါဘူး။စိတ်ဓာတ်မပြတ်စီပဲသူတစ်ပါးကိုချစ်နိုင်တဲ့နှလုံးသားရှိနေသူတွေကိုလာဆိုလိုတာပါ။ကဘာပြက်ကတ်ကနေလွတ်မြောက်ဖို့ကြိုးစားတယ်လို့ပဲသင်ရဲ့စိတ်နှွေးထွေးမှုကိုလည်းမပြောက်ကွယ်သွားအောင်ထိန်းသိမ်းဖို့လိုပါတယ်။ရှင်တန်ခြင်းဆိုတာအသက်ရှူနေရအောင်လည်းမဟုတ်ဘူးခံစားတတ်ဖို့လည်းလိုပါတယ်ဆိုတော့ဒီရုပ်ရှင်တွေက AI နဲ့မိခင်မြတ်သားကြားကဆက်နွယ်မှုကိုရောသင်ဘယ်လိုမြင်လဲ